はい、こんにちは。先生တို့ဒီနေ့ M5 ခန်းကြီးရဲ့အခန်း7ကိုသွားပါမယ်เนาะအဲ့တော့အခန်း7လို့ပြောလိုက်တော့အခန်း7မှာသိုးရှိတွေနဲ့ပတ်သက်ပြီးတော့သင်ရမှာဖြစ်ပါတယ်သိုးရှိ buff တွေနဲ့ပတ်သက်ပြီးတော့သင်ရမှာဖြစ်ပါတယ်ကဲဒါဆိုရင်တူတူကြည့်လိုက်ရအောင်ဘာတွေလဲဘာ buff တွေလဲသင်ရမယ်ပထမဦးဆုံးသက်ရှိလို့သင်ရမယ့် buff ဒီပြောသည်ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်ပါဇက်ပေါက်လေးကနေပြီးတော့ဒီမှာပါဇက်ကနေထွက်လာတယ်ပေါ့နော်ဒီထွက်လာတဲ့ဟာတွေကိုစကားလေးတွေလုံးမှတ်လိုက်မယ်ဆိုတော့အဲ့တော့ပါဇက်ကနေစကားတွေထွက်လာတာဘာလို့တာလဲပြောတယ်လေဆိုတော့ဒါကို e imas လို့ပြောပါမယ် imas ရဲ့ dictionary form ဒီ eu ဒါဒီခို့တော့နောက်ပြီးဒါကဒီကန်နဲ့ဂွန်နဲ့ကကြတော့ on ရောမီเนาะကာတာခဏနဲ့ရေးထားလို့အဲ့တော့ကန် on ဆိုတော့ကန်ဂွန်ကန်ဂွန်အဲ့တော့ဒီခန်းကြီးရဲ့အဓိပ္ပာယ်ဒီပြောသည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ကဲကြည့်အောင်ဒီခန်းကြီးရဲ့အဓိပ္ပာယ်ကကြတော့ရေးသည်ဆိုတဲ့အဓိပ္ပာယ်ပါ။ဒါကပါဇက်ကပြောတယ်ဒါကလက်ကရေးတယ်။ဆိုတော့ kakimas ပါ kakimas ကို dictionary form ပြောင်းတဲ့အခါမှာ kaku ဖြစ်ပါမယ်။ kaku ကို on ရောမီပေါ့ဆိုတော့ short ရှိရော့ဆိုတော့ short ဖြစ်ပါမယ်เนาะအဲ့တော့စင်စစ်တို့ဒါလေးရေးကြည့်ရအောင်ဆိုတော့ပထမဦးဆုံးသူ့ရဲ့ဆွဲချက်ဒီစင်စစ်တို့ဒီအပေါ်ကနေစဆွဲပါမယ်เนาะတစ်ချက်နှစ်ချက်တွားရင်သုံးချက်လေးချက်ပြီးရင်ထားလာမယ်ငါးချက်ပြီးရင်6ချက်9ချက်ဆွဲချက်9ချက်ရှိပါမယ်เนาะဒါပြောရဲဆိုတဲ့ခန်းကြီးလေးကဲဒါဆိုရင်ရေးတယ်ဆိုတဲ့ခန်းကြီးလေးရောရေးတယ်ဆိုတဲ့ခန်းကြီးဒီဆွဲချက်10ချက်ရှိတယ်ကဲကြည့်အောင်ဘယ်ကနေစဆွဲမလဲတစ်ဆိုပြီးတော့ဒီမှာဒီလိုမျိုး white တာစာပြထားတယ်ဆိုတော့ဆက်စလို့ဆွဲရအောင်တစ်ချက်နည်းနည်းလေးပါတာလေးယူလိုက်မယ်ခဲတန်းလေးပေါ့နော်တစ်ချက်ပြီးတော့ရင်သူ့ရဲ့ဟာကဘယ်ကလာမလဲဆိုရင်အလေတွေကဖြတ်တာအောင်လာမယ်နှစ်ချက်ပြီးတော့ရင်အဲ့အောက်ကနေပိတ်တဲ့ဟာလေးလာမယ်3ချက်ပြီးတော့ရင်ဒီအပေါ်ကနေလာမယ်4ချက်ဟုတ်ပြီနော်ဆိုတော့မှားဝိုင်း sorry ပါဆိုစီတခြားမကြည့်မိလို့4ချက်ဒီထိပေါ့နော်ဒီထိက4ချက်5ချက်မြောက်ကဒီအပေါ်ကဟာလာတာမဟုတ်ဘူး sorry ပါ5ချက်မြောက်ကကြတော့ပြန်ဆွဲပြတော့မယ်တော်ပြီစိတ်ရှုပ်သွားရင် sorry ပါစတင်နေအာယုံမရဘူးဖြစ်သွားတယ်ကဲအဲ့တော့ပထမဆုံးစမ်းစစ်လို့ပြန်ဆွဲရအောင်ဒါလေးဒီထိကတစ်ချက်နော်ပြီးရင်သူ့ရဲ့ဒီဟာလေးကနှစ်ချက်မြောက်လာမယ်နှစ်ချက်ပြီးရင်အဲ့ဒါကိုပိတ်တဲ့ဟာလေးက3ချက်ပြီးသွားရင်သူ့အောက်ကဟာလေးက4ချက်ပြီးရင်ဒါလေးက5ချက်ပြီးသွားပြီဆိုတော့မှဇီရိုဒီအလဲဟာဒီဟာလေးဖြတ်ကြောင်းလေးဆွဲလိုက်မယ်6ချက်ပြီးရင်ဒီအောက်ကပါးစပ်ပေါက်ပုံစံလေးဆွဲမယ်9ချက်ပြီးရင်ဒါလေးက10ချက်ပြီးရင်ဒါလေးက9ချက်ပြီးရင်အလဲတွေကကတ်မယ်10ချက်နော်အဲ့တော့ဒါလေးတွေခါခုသူများနဲ့ပေါင်းတဲ့အတန်ထွက်သည် short じゃあそれでは漢字を読みましょうအဲ့တော့日本でဂျပန်မှာတဲ့sorry 日本語でこれってくださいでဆိုတော့ဒါဒီいます漢字လေးလေးဆိုတော့စံစီတို့ဒီဒါဒီ it တဲ့くださいဖြစ်ပါမယ်เนาะ it တဲ့ください it ဒါခဏလေးဒီထဲမှာတိုက်ပင်ရိုက်လို့ရမရစံစီတစ်ချက်ကြည့်ပေးမယ်เนาะမရအောင်ဆိုတော့ဒါလေးဒီ it တဲ့くださいပါ e ရဲ့နောက်ကချီဆိုင်စလေးเนาะဒါလေးကိုဆိုတော့ e သူ့ရဲ့အတန်ထွက်ဒီ e ဖြစ်ပါမယ် e ဒါကကြတော့ရှေ့ကဟာကကြတော့日本語ဂျပန်စာ日本語で言ってくださいကဲ2番လေးကိုကြည့်ရအောင်2番ကဒါဒီ日本にはいろいろな方語がありますကိုလို့တန်ထွက်ပါမယ်ဒီခန်းကြီးကိုအပေါ်မှာတော့ e လို့တန်ထွက်ခဲ့ပြီးတော့ဒီမှာတော့ကိုလို့တန်ထွက်ပါမယ်ဂျပန်မှာတဲ့အမျိုးမျိုးသောဒီတရားစကားတွေကありますရှိပါတယ်တဲ့団子をお願いします。団子。団子ရဲ့အဓိပ္ပာယ်皆さん知っていますか団子。စဉ်းစားကြည့်ပါဦး
အဲ့ဒန်ကွန်က message ဖြစ်ပါတယ်เนาะ message တစင်စကားလို့လည်းအဓိပ္ပာယ်ရပါတယ်အဲ့တော့တစင်စကားကိုお願いしますပြောပေးပါအောင်ဆိုတဲ့အဓိပ္ပာယ်ပါเนาะဒါလေးဒီကိုရဲ့ on ရဲ့ပေါင်းထားတဲ့ gone ဆိုတဲ့ဟာလေးဖြစ်ပါမယ်4番ここに名前を書いてくださいဒါဒီနာဆိုတဲ့အတန်ထွက်လေးဖြစ်ပါမယ်နာအဲ့တော့ဒီနေရာမှာနာမည်ကို書いてくださいဒါဒီ書きます漢字ကနေလာပါတယ်書きます漢字ကိုတဲ့ဖောင်ပြောင်းတော့ခါဤတဲ့ဖြစ်သွားတယ်လေအဲ့တော့ခခတို့တန်ထွက်သည်ခဖြစ်မယ်နော်အဲ့တော့ခိုခိုနီနာမအေကိုခါဤတဲ့ခုဒါဆိုင်ဒီနေရာမှာနာမည်ရေးပေးပါနောက်တစ်ခုကောပန်အဲ့တော့ခါကီမတ်ကန်ဂျီဒီသူများနဲ့ပေါင်းတဲ့တန်ထွက်သည် short ကြီးလျှော်တဲ့ကြီးလျှော်တဲ့ကဲကြည့်ရအောင်တို့ဤမတ်ကန်ဂျီလေးဒီသူမှာအီအိုခုတ်တိုကန်ကွန်ဆိုပြီးတော့ရှိတယ်ဆိုတော့ခုတ်တိုးပါဖြစ်မှာပေါ့နော်အဲ့တော့ G short တဲ့ dictionary နဲ့တဲ့ခုတ်တိုးပါの意味を調べますဒီစကားလုံးရဲ့အဓိပ္ပာယ်ကိုရှာဖွေပါတယ်တဲ့ဆိုဒီတခုမှားနေလို့ခံစားရတယ်ဒီရဲ့ဒါကိုခုနကဟိုးကော့လို့ထွက်သွားတာနော်နားလေးစစ်စစ်သိချောင်းကြည့်ပေးပါမယ်ဟိုးကန်ဟိုးကန်နော်ဒါလေးကဟိုးကန်လို့ထွက်မယ်すいませんအဲ့တော့ဒါလေးကဟိုးကန်ပါနော်日本にはいろいろな方言がありますဂျပန်မှာအမျိုးမျိုးသောဒေသီယာစကားတွေရှိတယ်အဲ့လိုတဲ့ဟိုးကန်မှာဒါဟိုးကောလို့ထွက်သွားလို့ sorry ပါကဲကြည့်ရအောင်ဒါလေးဒီနောက်ပိုင်းခန်းကြီးလေးတွေနည်းနည်းလေးခတ်တယ်လို့လေးတော့ရှိလာပြီเนาะအဲ့တော့ဆွဲချက်တွေလည်းများတယ်ဆိုတော့တေချာလေးကြည့်ပါရှေ့က EMS ခန်းကြီးတွေဒါရှိလို့ရှေ့မှာရေးခဲ့တဲ့ခန်းကြီးဆွဲချက်အတိုင်းစုပ်ချက်အတိုင်းဆွဲလိုက်လို့ရတယ်ပြီးတော့နောက်ကကြတော့ဒီရောင်းနေဆိုတဲ့ခန်းကြီးပုံစံမျိုးလေးပေါ့เนาะသူကယောမှုဒုက္ခယောမှုဒုက္ခယောမှုဒုက္ခဆိုတော့ကြည့်ရအောင်ဆက်စုပ်ဒီဆွဲချက်ကတော့ညားတယ်ဆိုတော့ဒါဒီဖတ်ဒီဆိုတဲ့ခန်းကြီးပါယောမှုဆိုတာဖတ်ဒီဆိုတော့ဆွဲကြည့်ရအောင်တူတူတစ်ချက်နှစ်ချက်သုံးချက်လေးချက်ငါးချက်6ချက်9ချက်မနေ့ကျမခန်းကြီးကပိန်သွားပြီ9ချက်နော်9ချက်ပြီးသွားရင်အဲ့တော့10ချက်မြောက်ကထားလာမယ်10 9 10ပြီးရင်17ချက်မြောက်ကသူ့ဖေးရဟာလေးလာမယ်17ပြီးရင်ဒါက12နည်းနည်းတော့သိနေမယ်နော်73ပြီးနောက်ဆုံးက14 mouse တောင်မပါဘဲနဲ့လေဟိုပါလေ laptop ကဒီ mouse pad ပြားနေဆွဲတာဆိုတော့လက်ရည်ကတော့မြင်တဲ့အတိုင်းပါပဲကိုယ့်ဘက်တော့ကိုဆွဲတော့လှအောင်ဆွဲကြနော်အစင်လိုက်လေးဖြစ်အောင်ပြတာဆိုတော့ယောမှုဒုက္ခယောမှုဒုက္ခယောမိမတ်ကနေလာတယ်ဖတ်တယ်နောက်တစ်ခုစကားပြောတယ်ဟာနာရှိမတ်ဟာနာစဟာနာစဒီ dictionary ပါဟာနာရှိမတ်ရဲ့ dictionary ပါဟာနာရှိမယ်သူရဲ့သူများနဲ့ပါနဲ့တတ်ထွက်သည်ဝဒီမှာဆိုရင် on ယောမီဒီဒုက္ခဒီမှာဆိုရင် on ယောမီကဝကြဆိုတဲ့တပါစမ်းစစ်လို့ကြည့်ရအောင်ဒီခန်းကြီးလေးကိုနည်းနည်းလေးကြီးပေးမယ်ကွယ်မြင်သာအောင်လို့နော်ဆိုတော့ကြည့်မယ်တစ်ချက်နှစ်ချက်သုံးချက်လေးချက်ငါးချက်6ချက်9ချက်ပြီးရင်10ချက်မြောက်ကဒီကနေဒီကိုဝိုင်းမယ်10ချက်9ချက်10ချက်17ချက်12ချက်13ချက်နော်အဲ့တော့ဒါဒီစကားပြောတယ်ဆိုတဲ့ခန်းကြီးအဲ့တော့အပေါ်ကဖတ်တယ်အောက်ကကျတော့စကားပြောတယ်ကဲကြည့်ရအောင်ခန်းကြီးကို読みましょう1番毎晩ညာတိုင်း本を読みますညာတိုင်းစာအုပ်ကိုဖတ်ပါတယ်တဲ့2番ကကြတော့山 sorry 山တဲ့川口さんは読書လို့ထွက်ပါမယ်読ရယ်ရှောရယ်ဘာလို့လဲဆိုတော့ရှေ့အခန်းကြီးဒီ読နောက်ကဟာလေးဒီ
sorry နောက်ကဟာဒီခါကီမတ်ရဲ့ခန်းကြီး short ဆိုတခု short တခု short ကစုကီတဲ့တဲ့အဲ့တော့ခါဝါကူဂျီဆန်ကတဲ့စာအုပ်ဖတ်ရတာကြိုက်ပါတယ်တဲ့တခု short ကစုကီတဲ့စမ်ဘန်ကြည့်ရအောင်နာဂယာမဆန်တို့ခိဆာတန်တဲ့နိဂျီကန်ဟာနာရှိましたနာဂယာမဆန်နဲ့တဲ့ခိဆာတန်ကော်ဖီဆိုင်မှာတဲ့နိဂျီကန်2နာရီကြာလောက်ဟာနာရှိましたစကားပြောခဲ့ပါတယ်ယာမsorry နာဂယာမဆန်ဒါကကြတော့話しました。じゃあ4番。有名な大学の先生の話を聞きました。有名なနာမည်ကြီးတဲ့大学のတက္ကသိုလ်ရဲ့先生のဆရာမရဲ့話သူ့ရဲ့ပြောတဲ့စကားကို聞きましたနားထောင်ခဲ့ပါတယ်တဲ့ဆိုတော့ဒါလေးဒီသူ့ရဲ့မဲဤလို့တန်းထွက်မယ်ဒါဒီ大学တက္ကသိုလ်ဒါက先生ဒါက話ကဲကြည့်မယ်ကောပန်ခိုင်ဝဒါလေးကဝထွက်မယ်နော်ခိုင်ဝဆိုတာစကားပြောလေခိုင်ဝの練習をしましょうစကားပြောလေ့ကျင့်ကြဆိုတဲ့ခိုင်ဝの練習をしましょうじゃနောက်ထပ်ခန်းကြီးလေးဒါဒီစားတယ်ဆိုတဲ့ခန်းကြီးရဲ့တောက်တယ်ဆိုတဲ့ခန်းကြီးရဲ့ဆိုတော့ကစားတယ်ဆိုတဲ့ခန်းကြီးနဲ့တောက်တယ်ဆိုတဲ့ခန်းကြီးက a little little ဆင်နေဒါပေမဲ့သူ့မှာဒီကထွက်နေတဲ့ချက်တော့တစ်ချောင်းစာမှာအဲ့ချက်တော့တစ်ချောင်းမပါတော့ဘဲနဲ့ဒီဒုတိယခန်းကြီးမှာတော့ဒီလိုချက်တော့အကြီးအဖြစ်ပြောင်းသွားပြီပေါ့နော်သူတို့နှစ်ခုအတွဲမှရေးတေချာလေးရှင်းရှင်းလင်းလင်းမှတ်ပေးပါဘာလို့လဲဆိုခန်းကြီးလေးတွေကဆင်နေတက်လို့ရောတတ်ပါတယ်နော်အဲ့တော့ဒါဒီတာဘဲသူစားတယ်ဆိုတဲ့ခန်းကြီးသူ့ရဲ့အတန်ထွက်ဒီတာပဲပါမယ်တာဒါကကြတော့ normal တောက်တယ်ဆိုတဲ့ခန်းကြီးအဲ့တော့တာဘဲရူရဲ့သူများနဲ့ပေါင်းတဲ့အတန်ထွက် on your မီဒီ shock လို့ထွက်ပါမယ်ဒါဒီ normal in in normal in တာဘဲရူ shock normal in ကဲကြဒါဆိုရင်ဆက်စစ်တူတူရေးကြည့်ရအောင်เนาะဒါဒီစားတယ်ဒါတောက်တာဆိုတော့ကဲကြည့်ရအောင်ကြီးကြီးလေးဆွဲကြမယ်เนาะကဲကြည့်မယ်ပထမဆုံးသူ့ရဲ့အမိုးလေးကိုအရင်ဆွဲမယ်တစ်ချက်ပြီးရင်ဒါလေးဆွဲမယ်နှစ်ချက်ပြီးရင်ဒီတုပ်ချောင်းလေးဆွဲမယ်သုံးချက်ပြီးရင်ဒီဟာလေးဆွဲချလိုက်မယ်လေးချက်ပြီးတော့ရင်သူ့ရဲ့ငါးချက်မြောက်ဒီအလဲကဒီဟာလေးရင်လာပါမယ်နော်ငါးချက်ပြီးရင်ဒါလေးက6ချက်ပြီးတော့အဲ့ဒီမှာကြည့်မယ်သူ့ရဲ့9ချက်မြောက်ဒီလိုမျိုးဆွဲချရမှာဆိုတော့က9ချက်ပြီးရင်10ချက်မြောက်ကိုကြည့်ရအောင်10ချက်မြောက်ကသူ့ရဲ့ဒီတုပ်ချောင်းလေးရင်ဆွဲရမယ်လေနော်တုပ်ချောင်းလေးဆွဲပြီးတော့မှသူ့ရဲ့ဒီနောက်ဆုံးအပိတ်လေးကိုဆွဲချတာနော်ဆိုတော့ဒါဒီဒါပဲ mask ခံကြည့်ပါဒါပဲတို့ shock နောက်ခု normal ဒီသူများနဲ့ပေါင်းတဲ့တန်ထွက် on your မီဒီ in လို့အတန်ထွက်တယ်ဆိုတော့သူလည်းဆွဲချက်လေးဒီခုနကဒါပဲ mask ခံကြည့်လေးနဲ့တော့တချို့တော့ဝက်ဆင်နေပေါ့နော်ဒီအောက်ပိုင်းထိဆင်နေပေါ့ဆိုတော့ကြည့်အောင်အတူတူဆွဲကြည့်ကြမယ်စံသေးတော့တစ်ချက်နှစ်ချက်သုံးချက်လေးချက်ငါးချက်6ချက်9ချက်ပြီနော်အဲ့တော့9ချက်ပြီးသွားပြီဆိုဘာလုပ်မလဲသူ့ရဲ့ရှိကဒီဟာလေးကန်မယ်10ချက်9ချက်10ချက်ပြီးတော့ရင်ဘာလေးဆက်ဆွဲမလဲကြည့်အောင်ဒီဟာလေးဆက်ဆွဲမယ်17ချက်12ချက်ဆိုပြီးဆက်ဆွဲမယ်6တော့လေးကျန်တာဆက်ဆွဲမယ်နော်17ချက်12ချက်ဆိုတော့ဒါဒီ normal ရဲ့ in ရဲ့ခန်းကြီးကို読みましょう昼ご飯は何を食べましたかတဲ့ဒါဒီတာပဲလို့အတန်ထွက်ပါမယ်တာပဲเนาะအဲ့တော့နေ့လေစားကားတဲ့何をဘာကိုတာပဲましたかစားခဲ့တာလေတဲ့2番今晩ဒီည一緒にအတူတူ食事をしませんかအစားစားကြရအောင်လားဒီညအတူတူညစာစားရအောင်လားပေါ့နော်အဲ့တော့တာပဲ must နဲ့ 食事をしますနဲ့တူတယ်ဆိုတာကိုသိထားမယ်နော်ဒါရှိလို့ N5 စာမေးပွဲတွေမှာဆိုရင်လေဘယ်လိုပြောမလဲ
အတိတ်ပဲတစ်ခုပေးထားပြီးတော့သူ့ရဲ့တူတဲ့စာကြောင်းလေးတွေကိုရွေးခိုင်းတဲ့ဟာမျိုးရှိတယ်အဲ့ခါကျရင်ဇာတိတို့ကရှော့ကုချီရှိမတ်ဒါပဲမတ်ဒါတွေကတူတယ်ဆိုတာကိုသိထားမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုစကားလုံးလေးတွေဆိုရင်သတိထားပြီးချက်ပေးရပါမယ်ဆိုတော့ဒါဆိုရင်ရှော့ကုချီကိုရှိမဆန်ကဒီညအတူတူညစာစားကြရအောင်လားအဲ့ဒီအိဗယ်နော်ဆမ်မန်ကကြတော့学校の食堂でお昼ご飯を食べました。食堂ဆိုတာကထမင်းစားဆောင်学校ဆိုတာကကျောင်းကရဲ့ခိုးရဲ့ကြားထဲမှာချီဆိုင်ဆိုလေးပါမယ်နော်学校ဆိုတာကျောင်းရဲ့食堂ကန်တင်းမှာထမင်းစားဆောင်မှာお昼ご飯を食べました。နေ့လယ်စာကိုစားခဲ့ပါတယ်4番お温かいお茶を飲みます。温かいပူနွေးတဲ့နှွေးထွေးတဲ့お茶လက်ဖက်ရည်ချမ်းရင်းနှီးချမ်းကို飲みますတောက်ပါတယ်နောက်တစ်ခုကြည့်အောင်ဒါလေးဒီတောက်တယ်ဆိုတဲ့ခန်းကြီးတောက်တယ်ဆိုတဲ့ခန်းကြီးဒီသူ့ရဲ့ on ယုံမိဒီ in တာဘဲမှာစားတယ်ဆိုတဲ့ခန်းကြီးဒီသူ့ရဲ့ on ယုံမိဒီ shock အဲ့တော့စမ်းစစ်လို့ဒါကို in shock လို့ထွက်ပါမယ်နော် in shock တန်တဲ့アルバイトをしていますစားတောက်ဆိုင်မှာアルバイトしていますアルバイトဘာလို့တာချိန်ပိုင်းလုံးလုပ်တာเนาะအဲ့တော့စားတော့ဆိုင်မှာအချိန်ပိုင်းလုပ်ကိုလုပ်နေပါတယ်တဲ့အဲ့တော့ဆက်စစ်တာကိုအတန်ထွက်ရင် in short ခုလို့ထွက်ပြရပါမယ်เนาะကဲဒါဆိုရင်နောက်ထပ်ခန်းကြီးလေးကြည့်အောင်ဒီခန်းကြီးရဲ့အတိတ်ပဲဒီဝယ်တယ်ဆိုတဲ့ခန်းကြီးရှေ့တစ်ပိုင်းမှာတော့ငါရှေ့ကခန်းနေမှာတော့ဆက်စစ်တို့ဒီအောက်ပိုင်းလေးကိုခရုလို့မှတ်လိုက်တယ်အဲ့တော့ခရုဆိုရင်ဒီအောက်ကခရုခန်းကြီးဆိုရင်ခရုကိုဒီမှာအကန့်လေးတွေနဲ့ထားပြီးတော့ဝယ်ခဲ့တယ်အကန့်လေးတွေနဲ့ဝယ်ခဲ့တယ်ပေါ့အကန့်လေးတွေထည့်ပြီးတော့ဝယ်ခဲ့တယ်ပေါ့ဆန်စစ်တော့အလုံးမှတ်လိုက်မယ်နော်အဲ့တော့ခဥဝယ်သည်ခ imas ကနေလာပါတယ်ခ imas ကို dictionary form ပြောင်းခဥ bite လို့အတန်ထွက်ပါမယ် on ရောမိသည် bite ကြဒါဆိုရင်တူတူဆွဲကြည့်ရအောင်ဆိုတော့ကြည့်မယ်ပထမဆုံးသူ့ရဲ့အကန့်လေးကိုအရင်ဆွဲပါမယ်တစ်ချက်ပြီးတော့ရင်တရားဆွဲမယ်နှစ်ချက်သုံးချက်လေးချက်ပြင်တရားပြန်ပိတ်မယ်5ချက်ဟုတ်ပြီနော်အဲ့တော့ကြည့်အောင်5ချက်ဒါဆိုရင်သူအနောက်ကဟာလေးအောင်ဘယ်လိုဆက်ဆွဲမလဲကဲကြည့်ကြမယ်5ချက်ပြီးသွားရင်6ချက်9ချက်ပြီးရင်10ချက်မြောက်ကဒါလေးလာမယ်10ချက်ကဲဟုတ်ပြီ9ချက်မြောက်ကဘာလေးလာမလဲကြည့်ရအောင်9ဒီလိုမျိုးပိတ်တာလို့ရေးထားတဲ့ကြောင့်9ချက်10ချက်ဟုတ်ပြီနော်9ချက်10ချက်17ဟုတ်ပြီနော်ဒီဘက်ကပိတ်လိုက်တာဒီ17ဆိုတော့ဟောပါအောင်10ချက်ပြောတာဘယ်လိုတွေပြောနေတယ်မသိဘူးရှိရမှာဝိုင်းအစင်လိုက်ကတော့စမ်းစစ်ဆွဲသလိုဆွဲနော်အဲ့နောက်ဆုံး17 12ဟုတ်သေးပါဘူးတို့ကိုလွယ်ဝိုင်းတခုခုလွယ်သွားပြီပြန်ဆွဲမယ်စိတ်ညစ်တယ်ဒီအောက်ပိုင်းကပြန်ဆွဲမယ်စိတ်နဲ့လူနဲ့မကပ်ဘူးလေတစ်ချက်ဒီလိုစမ်းစစ်လို့လေဒီလိုအတုံးနေဆွဲရင်လေအမြဲတမ်းလေဒီလိုဆွဲချရတယ်ဒီလားအဲ့ဒါကိုစမ်းစစ်အဲ့လိုမဆွဲခဲ့တာအဲ့တော့9ချက်10ချက်9ချက်10ချက်17ချက်12ချက်နော်အဲ့လိုကျမမှားတာဆိုတော့ခါဦးရဲ့ဘိုင်ရဲ့ခါဦးဘိုင်ဝယ်သည်一番昨日デパートで大きいカバンを買いました。ဒါဒီ大きい漢字ပါနော်。大きい。အိုလို့တန်းတယ်မယ်ဒီမှာခီပါပြီးသားဆိုတော့လေ။အဲ့တော့မနေ့ကတဲ့デパートでကုန်တိုက်မှာတဲ့大きいကြီးမားတဲ့カバンအိတ်ကို買いましたဝယ်ခဲ့ပါတယ်တဲ့။ဒီမဲ့ဒါလေးဒီယာဇူမီမတ်အနာယူဒီယာဇူမီမတ်ရဲ့ကဲစာမိမယ်ယာဇူမီမတ်ရဲ့သူများနဲ့ပေါင်းတဲ့အတန်ထွက်သည်ပါလေယာဇူမီQ နော် Q ဒါလေးဒီရက်ခန်းကြီးအဲ့တော့ Q ကြီးစ Q ကြီးဆိုはတဲ့よく友達と買い物に行きますတဲ့ Q ကြီးဆိုဆိုတာကပိတ်ရက်ကိုပြောတာပါနော်ပိတ်ရက်မှာတဲ့よくဆိုတာကမကြာခဏ友達とတငယ်ချင်းနဲ့買い物に行きますဈေးဝယ်ဖို့အတွက်သွားခဲ့ပါတယ်ဈေးဝယ်ဖို့အတွက်သွားခဲ့တယ်ကဲကြည့်ရအောင်နောက်ထပ်ခန်းကြီးလေးအော်မရှိတော့ဘူးနော်
ဆိုတော့စာပြန်လုပ်ထားပါ